ဆရာကြီးဘာလို့တကားပိတ်လိုက်တာလဲ ရှစ်လို့ ကျမကဘာလို့လဲဆရာကြီး ကျွန်တော်ရဲ့အကြောင်းကိုကျောင်းမသိသွားရှစ်ဆရာကြီး ရှင်ဆရာကြီးကျမကဘလို့ဒိတ်တယ်နဲ့ပြောနေရလဲဆရာကြီး ဆရာမဘာတွေတွေးချော်နေရလဲဟိုမှာဆရာမရှိဘူးကျွန်တော်ရဲ့အကြောင်းကိုကျောင်းသားတွေသိစေချင်လို့လွတ်လွတ်လပ်လပ်ပြောအောင်လို့ဟိုဆရာလေးကျွန်တော်အဘကတကားမှာပိတ်ပေးပါလားဟောဆရာမဒေါက်တာရဲ့ရှိနေရဆိုအတော်ပဲဆရာမဒေါက်တာနာမိုးသိမ့်ရဲ့အခန်းထဲက G5 ကျောင်းသား၄ယောက်ကမြန်မာစာတော်ဖြောက်နှံအောင်ဖတ်တတ်ပြီးပါလားဘယ်လိုဖြစ်တာလဲဆရာမ အဲ့ဒါတော့ကလေးတွေကအုံအောင်မြိုင်နေကြတာလေဆရာကြီးတယောက်ချင်းစီလက်ထပ်တင်ကြပေးရအောင်ကျမတို့မှအဲ့လောက်ကြီးအချိန်လောက်မနေဘူးဆရာကြီးတန်းတန်းလာတိုင်းညီချင်းမပါလာတာလည်းဖြစ်နိုင်တာပဲလေဆရာကြီးကျမတို့ရောက်နေတော့ဆိုင်နေတယ်ဆရာကြီး ဆရာမအကန်လေးပြောတတ်တာပဲဒီထဲမှာတန်းဆရာမလေးလည်းရှိရနော်ဆရာမတို့လည်းဆိုင်နေထင်တယ်ဆရာမတို့တက်တော့ခဏခဏတွေ့ပါတယ်ခန္ဓာကိုယ်လေးလည်းလှကြတယ်ဒါပေမဲ့ကျောင်းသားတွေရဲ့အနာဂတ်တမိုင်းမှာဆရာမတို့ကလှမနေဆရာမတို့ရဲ့ရှင်ဘယ်ထဲမှာကျောင်းသားတွေတွေ့ရအောင်အခုလိုပြောရတာအာရဏပါတယ်ဆရာမပြောလိုက်တာပါတန်းနှစ်တန်းကလည်းအည်ချင်းမပြည့်လို့နေမှာပေါ်တယ်ဒါဆိုရင်အည်ချင်းမပြည့်ပြီပါပဲနဲ့အတန်းတင်ပေးလိုက်တဲ့သဘောပေါ့မြန်မာစာတော်ဖြောက်အောင်မဖတ်တတ်တင်ချာအပေါင်းအလုပ်အလီတော်မတွတ်ဆူတတ်တဲ့ကလေးတွေရှိနေတာကိုလက်ထောက်ကြောင်းဖြစ်တယ်ကျွန်တော်ဘာလို့မပြောတာလဲလူအိမိဘခေါ်ပြီးဆွေးနွေးတိုင်မရမယ်နိ ဒါတော့ဆရာရဲ့ကျူရှင်မတတ်တဲ့ကလေးတိုင်းတော့စားလိုက်နိုင်လို့ဘယ်လွယ်မလဲ ဗျာဟာရှက်စရာကြီးဆရာမရဲ့အဲ့တော့ကျွန်တော်အခန်းတစ်ခါပိတ်လိုက်တာစမကျူရှင်တင်တာအပြစ်မဟုတ်ဒါပေမဲ့ကျောင်းမှာစာကိုတင်ချကောင်းကောင်းမတင်တာတော့အဖြစ်ဖြစ်သွားတယ်ဆရာမကျူရှင်တင်တာကျွန်တော်သိတယ်အဲ့ဒါအဖြစ်မပြောဘူးဒါပေမဲ့ကျောင်းသားတွေကိုဆရာမကျူရှင်လာတက်လို့ပြောတာတွေကျူရှင်တက်တဲ့ကလေးတွေကိုဦးစားပေးတာနဲ့မိကိုချွိုက်ပေးတာတွေကျူရှင်မတက်တဲ့ကလေးတွေကိုကောင်းကောင်းမဆက်ဆံတာတွေဒါတွေကတော့အပြစ်ကြီးဖြစ်သွားပြီဆရာမKG ကျောင်းသားလေးတွေကိုတစ်လ3000နဲ့ကျူရှင်လာအဲ့လိုရပြီနော်လို့ပြောလိုက်တာဘယ်ဆရာမလဲ